ပြိုင်ဆိုင်မှုပြင်းထန်ပေမဲ့နိုင်ပွဲဖော်ဆောင်အောင်မဲ့ချင်းသေးပြူများညီကိုတို့အားလုံးမင်္ဂလာပါ21ရက်နေ့မြန်မာစံတော်ချိန်နနက်12နာရီခွဲမှာတော့ဖီဗာကလပ်ကပပလာဒုတိယပွဲစဉ်အဖြစ်ချက်စီအသင်းဟာဘရာဇီးကလပ်ဖလာမီဂိုအသင်းနဲ့ရင်ဆိုင်ကစားရမှာပါပြီးခဲ့တဲ့အုပ်စုပထမပွဲစဉ်မှာတော့ချက်စီက LAFC အသင်းကို2-0နဲ့အနိုင်ရထားပြီးဖလာမီဂိုကလည်းအက်စတာရန်အသင်းကို2-0နဲ့အနိုင်ရထားပါတယ်ချက်စီအနေနဲ့ခက်ခဲမဲ့ပွဲပါတွေ့ရမယ့်ပြိုင်ဘက်ကလည်းတောင်အမေရိကတိုက်ကအသင်းနဲ့ပါပွဲစဉ်ပထမအပြီးမှာ6သင်းလုံးမရှုံးထားကြပါဘူးဒါကိုကြည့်ပြီးဒီတိုက်ကအသင်းနဲ့တွေ့တဲ့အခါအမှားမလုံးမိဖို့နဲ့အခွင့်အရေးကိုသုံးချနိုင်ဖို့လိုအပ်ပါတယ်ဒီပြမာစကအနေနဲ့ပွဲကိုဘယ်လိုချင်းကပ်မလဲ LAFC နဲ့ပွဲက line up ကိုအပြောင်းလဲလောက်လာမလားကောင်းမွန်တဲ့ပွဲတစ်ပွဲကိုစောင့်ကြည့်ရင်အနိုင်ရလဒ်ကိုဖော်ဆောင်လာနိုင်ဖို့ယုံကြည်ပါတယ်ဒီကိုရောအမြင်တွေမှတ်ချက်ဝေပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးပါခင်ဗျာ